proprioception လို့ခေါ်တဲ့အလိုလိုခံစားသိမြင်နိုင်မှုအာယုံခံစနစ်ပေါ့နော်အဲ့ဒီဟာအားကောင်းလာအောင်လို့ဗာလေးတွေလေ့ကျင့်ပေးလို့ရလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ကျွန်မဒီနေရာမှာနှစ်ပိုင်းခွဲပြီးတော့ပြောပြမယ်ပထမတစ်ပိုင်းကမွေးစားကနေပြီးတော့အသက်တစ်နှစ်အတွင်းပေါ့လုပ်လို့ရတဲ့ activities လေးတွေနဲ့တစ်နှစ်ကနေပြီးတော့3နှစ်အတွင်းမှာလုပ်လို့ရတဲ့ activities လေးတွေဆိုပြီးတော့နှစ်ပိုင်းခွဲပြောပြပေးသွားမယ်ဆိုတော့မွေးစားကနေအသက်တစ်နှစ်အတွင်းမှာဆိုရင်နံပါတ်1ကျမတို့ tummy time အရေးကြီးတယ် tummy time လေးကိုလုပ်ပေးပါကလေးကိုတက်တောင့်တက်တာဖြစ်တဲ့ဒီအခင်းအကျင်းလေးတစ်ခုပေါ့ကိုအိမ်ရဲ့ကျမ်းကျင်လေးမှာဖြစ်မယ်မာတဲ့ဒီအောက်က area လေးတစ်ခုပေါ်မှာကလေးတက်တောင့်တက်တာလှည့်လို့ရတဲ့ဖြာလေးပေါ့နော်အဲ့ဒါလေးတစ်ခုခုကိုခင်းဒါမှမဟုတ်အဝိစာလေးကိုခင်းပြီးတော့မှကလေးကိုအဲ့ပေါ်မှာတင်ပြီးတော့မှောက်ချင်မှောက်မယ်သူလှိမ့်ချင်လှိမ့်မယ်လှမ်းဆွဲချင်ဆွဲမယ်ဝင်ရထိုးသွားချင်ရင်သွားမယ်လေးဘက်ထောက်ဖို့စူးစမ်းချင်ရင်စူးစမ်းမယ်ဆိုတော့ဒီလိုမျိုးလေးလွတ်လွတ်လပ်လပ်ပေးလှုပ်ရှားလို့ရတဲ့ tummy time လေးနံပါတ်1ဖန်တီးပေးပါနော်နံပါတ်2ကကြတော့ကလေးကိုပေါ့ကျမတို့ဟို dance ရလိုမျိုးလေ baby cot လိုဟာမျိုးသုံးလို့ရတယ်ကလေးပကတ်ပေါ့ကလေးပကတ်လေးထဲမှာဟိုထည့်ပြီးတော့မှအမေနဲ့အတူတူပေါ့ဖြည်းဖြည်းလေးနဲ့ညင်သာသာလေးလွှဲပေးတာပေါ့အဓိကကဒီပကတ်ကလေးရဲ့သွားနေတဲ့အရှိန်လေးကိုကလေးကသူ့ခန္ဓာကိုယ်နဲ့ခံစားပြီးတော့သိစေဖို့ရည်ရွယ်တယ်ဒီနေရာမှာပကတ်ကိုအတင်းကြီးအရန်အရှိန်နဲ့လွှဲတာမျိုးတော့ကျမတို့မလုပ်ဘူးပေါ့နော်ဖြည်းဖြည်းညင်သာသာလေးပဲဒီပကတ်လေးရဲ့အရှိန်နဲ့စီးချက်ကြသွားနေတဲ့ flow လေးကိုကလေးကခန္ဓာကိုယ်နဲ့ခံစားသိစေဖို့အတွက်ဒီလိုမျိုး baby cot ထဲမှာထည့်ပြီးတော့လွှဲပေးရဲဆိုတဲ့ဟာမျိုးလေးလည်းလုပ်လို့ရတယ်နောက်ဆုံးတစ်ခုကတော့ကျမတို့ကလေးရဲ့ဒီခန္ဓာကိုယ်အစစ်ကလေးတွေကြွက်သားလေးတွေပေါ့နော်ဒီအသားရည်လေးပေါ်မှာ baby massage oil ပေါ့နော်ဆိုတော့အဲ့ဒီစီလေးတွေလူမယ်လူပြီးတော့ညင်သာသာလေးနဲ့ကလေးကို massage လုပ်ပေးတာပေါ့ဖြည်းဖြည်းလေးပဲနော်အရင်ကိုအားကြီးထည့်စရာမလိုဘူးပေါ့အဲ့တော့ကလေးရဲ့အစစ်ကလေးတွေအယိုးလေးတွေဒီ muscle ကြွက်သားလေးတွေအပေါ်ကိုနူးနူးညံ့ညံ့ကလေးဖြည်းဖြည်းချင်းလေးသူ့ကိုနှိမ့်နေပေးတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးလည်းကျမတို့ကလုပ်ပေးလို့ရပါတယ်ကိုကလေးကအသက်1နှစ်ကနေ3နှစ်အတွင်းဆိုရင်တော့ဒါလေးတွေလုပ်ပြီးအမြင့်တက်တာကလေးရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့အမြင့်ရှိတဲ့ဒီလိုလှေကားလေးတွေလေအဲ့လှေကားလေးတွေဆိုလဲလေးဘက်ထောက်ပြီးတော့ပဲတက်သူကသူကိုကလက်လေးကိုကင်ပြီးကလေးသူကသူခြေထောက်ကလေးနဲ့ပဲတက်ဒီလိုအမြင့်တက်တဲ့ကစားနည်းလေးတွေ activities လေးတွေဖန်တီးပေးလို့ရတယ်နောက်တစ်ခုကကျွန်တော်ပစ္စည်းလေးတွေကိုတွန်းတာရွှေ့တာပေါ့နော်ဆိုတော့ဟိုပစ္စည်းဘုံလေးတွေကိုတွန်းခိုင်းတာခုံလေးတွေကိုတွန်းခိုင်းတာလေးတဲ့အရာဝတ္ထုလေးတွေပါတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကလေးကိုတွန်းခိုင်းတာရွှေ့ခိုင်းတာဒါမျိုးလေးတွေဆိုလည်းလုပ်ပေးလို့ရတယ်ဖန်တီးပေးလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကလေးကို3ဘိန်းစဘိန်းပေါ့နော် tricycle လေးတွေစီးခိုင်းတာမျိုး scooter လေးတွေစီးခိုင်းတာမျိုးနောက်ခြေထောက်နဲ့ကျွန်တော်တို့ရက်ပြီးတော့လေသွားလို့ရတဲ့တွန်းတဲ့ကားလေးတွေရှိရလေဒီလိုဟာမျိုးလေးတွေစီးခိုင်းတာမျိုးပေါ့အဓိကအရှိန်ကိုသိစေဖို့ပါနော်သူသွားတဲ့အရှိန်ရဲ့နှေးခြင်းမြန်ခြင်းဘလောက်အရှိန်နဲ့သွားရင်ငါမောက်မလဲဘလောက်အရှိန်နဲ့သွားရင်ငါရက်ရမလဲဆိုတာမျိုးကိုသူ့ခန္ဓာကိုယ်ကနေအလိုလျောက်သိဖို့အတွက်ဒီလိုပစ္စည်းမျိုးလေးတွေနဲ့လည်းကစားပေးလို့ရတယ်ပေါ့နောက်ပြီးတော့ကျွန်တော်တို့အထိအတွေ့ပေါ့ဟိုမြက်ခင်းပြင်တို့ကျမ်းပြင်တို့နောက်သဲပေါ်တို့ဒီလိုမျိုးအရာကြောက်စရစ်ခဲပေါ်တို့ဒီလိုဟာမျိုးလေးတွေပေါ်မှာဖက်နှက်မပါဘဲနဲ့သူတို့ခြေပလာနဲ့လမ်းလျှောက်ခိုင်းတာမျိုးเนาะဆိုတော့အိမ်မှာလည်းအိမ်မှုကိစ္စလေးဆိုလဲနိုင်တဲ့လောက်ကလေးတွေဝိုင်းလောက်ခိုင်းတာမျိုးဒါလေးတွေမှပေးပါအောင်တားရေဒါလေးတွေကုသပေးပါအောင်ဒါလေးမမေကိုရွှေ့ပေးပါအောင်ဒီပစ္စည်းလေးကိုဒီနေရာကနေဟိုနေရာလေးကိုသွားတင်ပေးပါအောင်အမြင့်ကနေပစ္စည်းလေးတွေအောက်ကိုချခိုင်းတာအောက်ကပစ္စည်းလေးတွေကိုအမြင့်ပေါ်ကိုတင်ခိုင်းတာဒီလို activities မျိုးလေးတွေဆိုရင်လည်းကျမတို့အသက်1နှစ်ကနေ3နှစ်အတွင်းမှာပေါ့ပပနဲ့လုပ်ပေးလို့ရတယ်လေ့ကျင့်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီခန္ဓာကိုယ်ကနေပြီးတော့အလိုလိုခန်းစားသိနိုင်တဲ့အာယုံခံစနစ်အကြောင်း proprioception အကြောင်းကိုကျွန်မကဟိုးအရှိမဗီဒီယိုတစ်ပုဒ်နဲ့ရှင်းပြထားတာရှိပါတယ်စိတ်ဝင်စားရဲဆိုရင်သွားပြီးတော့နားထောင်လို့ရပါတယ်ရှင်ဒီစက်ခင်မှာနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြရအောင်